အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒါဘဝရဲ့ကြာဆုံးချိန်တွေကိုကြောက်ခဲ့မှုတဲ့အခုအချိန်ဖြစ်နေပါတော့အခုဒီချိန်မှာကျွန်တော် sharing လုပ်ပေးသွားချင်တာဘဝမှာဘာတွေပဲဖြစ်ခဲ့ပေါ့နော်ဘယ်လိုလဲကောင်းတာဘက်ကိုအမြဲတမ်းတွေးရမှာပေါ့နော်ပြဿနာဖြစ်သွားတယ်ငွေကြီးပိုင်းဆိုင်ရာဖြစ်တယ်အဲ့လိုမျိုးချိန်တွေမှာကြာရှင်စိတ်ညစ်မယ်ခွေခေါက်ပြီးအိတ်နေမယ်ဒီချက်တွေလုံးဝမလုပ်သင့်ဘူးပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ကိုဘယ်လိုရင်ဆိုင်ရမလဲဘာတွေတွေးတောပြီးတော့ဘာတွေကိုဘယ်လိုဖြေရှင်းရမလဲဘယ်သူကိုနဲ့အနည်းဆက်ဆုံးပဲတကယ်ချင်းကိုရင်ဖွင့်ရမလဲပေါ့နော်ဒါရတဲ့ British ချက်အကောင်းဆုံးချက်တွေပဲမိသားစုတွေကိုအကုန်လုံးစုစုနေပြောပြရမှာပေါ့နော်နံပါတ်2တစ်ချက်ကြတော့ချိုးလူငယ်တွေဖြစ်တတ်နေတဲ့သဘောလေးပေါ့နော်ပြဿနာတစ်ခုတက်တယ်အဲ့ဒါတစ်ခုတက်ပြီဆိုတာနဲ့လုံးဝ let's go ဆိုပြီးတော့ PSI မြဲသွားကြတယ်ပေါ့နော်ကျွန်တော်လည်းတောက်တက်စားတဲ့လူထဲမှာပါတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါဖြစ်သွားပြီဆိုတဲ့နေ့ရက်စပြီးတော့ကိုပြန်စဉ်းစားတယ်ဘာလို့တင်လဲဘယ်လိုနေထိုင်ရမလဲပွားရဲ့ကြံရှိနေတဲ့ plan တွေကဘယ်လိုဖြစ်ရှင်းရမလဲပေါ့အဲ့ဒါမျိုးကျွန်တော်တွေးတယ်ပြီးတော့နောက်တစ်ခုချက်ကတော့လူတော်တော်များများကိုဒီမျိုးအဲ့ဒါဖြစ်ပါပြီဆိုရင်ကိုယ့်ရဲ့လက်ရှိနေတဲ့အလုပ်ကိုတိတ်ပြီးတော့စိတ်ဝင်စားရတော့ဘာကြလဲဆိုတော့ချုံသွားတဲ့အရာတွေကကိုဒီလက်ရှိကိုလုံးနေတဲ့အလုပ်ရဲ့ဝိပမာဏနဲ့ဆိုရင်အများကြီးဘယ်လိုလဲဒါနေတယ်ပေါ့နော်လူတွေကဒါပေမဲ့မလုပ်တဲ့အချက်ပါကိုလို့ကိုကောင်းမှုဒီထက်ပြီးတော့ကိုစူးစမ်းရမယ်ပေါ့နော်အဲ့ဒါလေးကျွန်တော် sharing လေးပြောပြတာပါဒါပေမဲ့ကျွန်တော်ကအများကြီးရှိပါတယ်ကျွန်တော်နောက်ထပ် sharing တွေလည်းကျွန်တော်အများကြီးပြောပြပါမယ်ဒါကတော့အစမ်းလေးပါပဲကျွန်တော်လည်းအခုမှ vlog ရိုက်နေတယ်ဆိုတော့အတွက်ကြောင့်မို့ကျွန်တော်လည်းအားပေးဖို့တက်တော့ပါတယ်အားလုံးမင်္ဂလာပါ